စိတ်တာလားဟိုငါကဘာငတ်တယ်ဟမ်ဒီရဲ့အုံးစီရောအုံးစီရဲ့မျိုးသားတော့ပြီးတယ်ခွဲသွားအုံးစီလေးလှတယ်လှဟွန်းဒီလေးကိုပို့ရအောင်ဟွန်းဒီလေးကမင်းမသားဘူးကွာဟောဟွန်းအဲ့ကြောင့်အဲ့တော့အသေးပို့ရအောင်အောက်ပြီနေသေးရအုံးစီရဲ့အပေါ်ရောက်နေဟုတ်တယ်ဒီကောင်လေးအိုးကောင်တွေကအောက်ရောက်နေနော်မကြမ်းမကြက်ဟွန်းအဲ့မင်းအဲ့ကောင်ကြီးများတယ်ဆက်မလိုက်တော့သူနှုံးပါအေးပေါ့အဲ့တော့သူတို့အရင်ဟုတ်တယ်တွက်တဲ့ကောင်တော့မှတန်နေတာကွာအပြတ်တော့စာချသားတာဟွန်းအဲ့ဒီမပြောပြီးမသားဘူးကွာအများကမှဆိုရင်အိမ်မှာအမဲလေးကြီးကျဟွန်းဟိုအမြက်ကလေးဟွန်းအတူကတော့မပြောပြီးအကြိုက်သားရောဒီမှာတရားနဲ့ကလေးပါဒါဘိုးကကူပါဟွန်းအဲ့အခုရအောင်လား